မျက်ရည်ဝဲနေပြီးတခြားသူတွေကဲတာကိုပဲအမြဲခံနေရတဲ့အတွက်သူကအပြောပဲရှိတဲ့အရှုံးသမားတယောက်ဆိုတာကိုသိသွားပါတယ်ဒါပေမဲ့သူပြောခဲ့တဲ့စကားတွေကိုအပေါ်တွေမဖြစ်စေချင်တဲ့အတွက် Obito ကအနားရောက်လာတဲ့ရန်သူကိုသူ့ရဲ့ sharing gun နဲ့ကြည့်ရင်ခုနိုင်နဲ့ထိုးလိုက်ပါတယ်အဲ့ချိန်ကျမှသူ့ရဲ့ sharing gun ပွင့်သွားတာကိုသိလိုက်ရပြီးခါခါရှီကတော့ဒဏ်ရာရနေပေမဲ့ Rin ပေးထားတဲ့ဆေးရည်လေးကိုသုံးလိုက်ပြီးသွားခဲ့ကြမယ်လို့ပြောပါတယ် Rin ကိုချုပ်ထားတဲ့နေရာမှာတော့ Genjutsu သုံးပြီးသတင်းယူနေတဲ့ရန်သူတယောက်ရှိနေပြီးအတူတူပူးပေါင်းတိုက်ခိုက်ကြပါတယ် Obito ကခါခါရှီတိုက်လို့ရအောင်ရှောင်နေရေးလုပ်ပေးလိုက်တဲ့အတွက်ရန်သူကိုအဆုံးသတ်နိုင်ခဲ့ကြပြီး Rin ကိုလည်းကယ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ကြောက်တုံးရရှိနိုဘီကပြန်ထလာပြီး Astai နဲ့နေရာတစ်ခုလုံးကိုဖြိုချလိုက်ပါတယ်အဲဒါကြောင့်အသေးအတန်ပြေးကြရင်းနဲ့ခါခါရှီကလဲကျသွားတဲ့အတွက် Obito ကကယ်ပေးလိုက်တဲ့ကြောင့်သူ့အပေါ်ကြောက်တုံးကြီးကပြီးသွားပါတယ် Rin နဲ့ခါခါရှီကတော့ဘာမှမဖြစ်သွားပေမဲ့ Obito ကတော့ခန္ဓာကိုယ်တစ်ချမ်းလုံးကိုကြောက်တုံးပြီးသွားတဲ့အတွက်ဘလို့မှကယ်လို့မရတော့တဲ့အခြေအနေဖြစ်သွားပါတယ်အဲဒါကြောင့်ပဲသူသာအစတည်းက Obito ပြောတဲ့အတိုင်းလုပ်ခဲ့ရင်ဒီလိုဖြစ်လာမှာမဟုတ်တဲ့ကြောင့်နဲ့ခေါင်းဆောင်ဖြစ်လာတာရောဂျိုနင်ဖြစ်လာတာရောအလကားပဲလို့ပြောနေရင်သူ့ကိုယ်သူယူကျုံမရဖြစ်နေပါတယ် Obito ကလည်းအဲ့ချိန်ကျမှဂျိုနင်ဖြစ်တဲ့အထိမ်းအမှတ်နေတဲ့လက်ဆောင်မပေးခဲ့ရသေးတာကိုအမှတ်ရသွားတာကြောင့်သူ့ရဲ့ sharing gun ကိုပေးမယ်လို့ပြောပါတယ်ရွာလူတွေဘလို့ပဲပြောခါခါရှီကတကယ်တော်တဲ့ဂျိုနင်တယောက်ဆိုတာကိုသိတဲ့အတွက်သူ့ရဲ့နောက်ဆုံးလက်ဆောင်ကိုလက်ခံပေးဖို့ပြောရင် Rin ကိုစင်းနေရင်ဆိုနဲ့သူ့ရဲ့မျက်လုံးကိုထုတ်ပြီးခါခါရှီရဲ့ဘယ်ဘက်မျက်လုံးထဲကိုထည့်ပေးဖို့ပြောပါတယ်သူကတည်ဆုံးသွားပြီပဲခါခါရှီရဲ့မျက်လုံးအဖြစ်အနာဂတ်ကိုဆက်ပြီးကြည့်နေမယ့်ကြောင်းပြောလိုက်ပြီးနောက်သူတို့ကိုထည့်ပိတ်ထားခဲ့တဲ့မြေပုံကြီးတွေကနေခါခါရှီရဲ့ sharing gun တစ်ဖက်နဲ့ထွက်လာခဲ့ပါတယ် Rin ကိုဂယူးဆိုင်ပါဆိုတဲ့ Obito ရဲ့စကားနဲ့တူရန်သူရဲ့လှုပ်ရှားမှုတွေကို sharing gun ကြောင့်ကောင်းကောင်းမြင်နိုင်သွားတဲ့ခါခါရှီကချီရိုရီနဲ့အဆုံးသတ်ပေးလိုက်ပါတယ်ပြီးရင်တော့ရန်သူဘက်ကတက်ကူတွေရောက်မလာခင် Rin ကိုခေါ်ပြီးသွားဖို့ခါခါရှီကိုပြောနေတဲ့အချိန်မှာပဲရန်သူတွေကရောက်လာတဲ့အတွက် Obito ကိုထားခဲ့ပြီးထွက်လာခဲ့ရပါတယ်ခါခါရှီနဲ့လည်းအခုမှအဆင်ပြေကားစားဖြစ်ပြီး Rin ကိုလည်းသူချစ်တယ်ဆိုတာမပြောလိုက်ရတဲ့ Obito ကအချိန်တွေအတူတူကုံဆုံးနေနေပေမဲ့လည်းမပြေဝခဲ့တဲ့ဆန္ဒတွေနဲ့သူကြောက်တုံးရဲ့အောက်